ဖိုက်စီလေးတွေမှာအပိုင်း3ပိုင်းကွဲနေပါတယ်အဲ့လိုမျိုးအပိုင်း3ပိုင်းကွဲသွားလို့ဖိုက်စီလေးတွေရဲ့စိတ်နေစိတ်ထားလေးတွေဇရက်ကလေးတွေကနည်းနည်းကွဲသွားကြပါတယ်ကိုကအဲ့ဒီအပိုင်း3ပိုင်းထဲမှာဘယ်အပိုင်းထဲမှာပါလာလဲဆိုတာသိကျင်တယ်ဆိုလို့ရှိရင်တော့အမဗီဒီယိုကိုအဆုံးထိကြည့်သွားနော်ပုံမှန်အားဖြင့်တော့ February 19ကနေပြီးတော့မှ March 20ပေါ့နော်အဲ့ဒီဂျာကလာမွေးဖွားတဲ့သူလေးတွေကဖိုက်စီလေးတွေဖြစ်ပါတယ်ကဲအဲ့ဒီအပိုင်း3ပိုင်းထဲမှာပထမဆုံးအပိုင်းဖြစ်တဲ့ February 15ကနေပြီးတော့မှ February 21Aquarius Pisces Cup လေးတွေဖြစ်ပါတယ် Aquarius လေးတွေရဲ့ဉာဏ်ပညာထက်မြက်တာ Pisces လေးတွေရဲ့စိတ်သဘောထားနူးညံ့တာအဲ့ဒီ character 2မျိုးပေါင်းစပ်ထားပါတယ်အားသာချက်လေးတွေကတော့တီထွင်နိုင်စွမ်းမြင့်ပါတယ်သူတစ်ပါးပေါ်ကိုချင်းစာစိတ်အပြည့်ရှိတယ်ပြီးရင်အမှုပညာဘက်မှာလည်းထိုးချွန်တတ်ပါတယ်အားနည်းချက်ကတော့သူတို့ဟာစိတ်ကူးရင်တတ်တဲ့သူလေးတွေဖြစ်လို့တကယ်လက်တွေ့ဘဝနဲ့ဝေးကွာတတ်ပါတယ်ပြီးရင်သူတို့ကစိတ်အတက်ကြလည်းမြင်တတ်ပါတယ်အပိုင်းနဲ့ February 22ကနေပြီးတော့မှ March 16အဲ့ဒီဂျာကလာမွေးဖွားတဲ့သူလေးတွေကတော့ Pisces စစ်စစ်ကြီးတွေပါဖိုက်စီလေးတွေကကျင်နာတတ်တယ်စာနာတတ်တယ်ပြီးတော့စိတ်ကူးရင်လည်းဆန်တယ်လူတွေကိုလည်းအကဲခတ်တော်သလိုဖြစ်လာမဲ့ကိစ္စလေးတွေကိုလည်းကြိုတင်ခန်းစားမိနေတတ်ကြတဲ့သူလေးတွေပါဂီတတွေပကြီးစာပေတွေဘက်မှာလည်းထူးချွန်တတ်တဲ့ပါရမီရှိပါတယ်ပြီးတော့ရေလိုက်ငားလိုက်နဲ့ပေါ့နော်အဆင်ပြေသလိုနေထိုင်တတ်ကြပါသေးတယ်အားနည်းချက်ကတော့သူများတကာဝေဖန်တဲ့ဟာကိုခန္ဓာရည်နဲပြီးတော့မှပေါ့နော်စိတ်တက်ထိခိုက်လွယ်တတ်ကြပါတယ်ဖိုက်စီလေးတွေကပေါ့နော်အရန်အားနာတတ်လို့ကိုယ့်ရဲ့အားနာမှုအပေါ်မှာသူတစ်ပါးရဲ့အမျက်ထုတ်တာကိုခံရတတ်ပါတယ်အပိုင်း3 March 19ကနေပြီးတော့မှ March 23 Pisces Aries Cup လေးတွေဖြစ်ပါတယ် Cusp Rubber ပြန်လည်ရှင်သန်ခြင်းနဲ့နမိတ်ပွားလေးဖြစ်ပါတယ်Piscesလေးတွေရဲ့သူတစ်ပါးပေါ်စာနာတနာတတ်တာစိတ်ကူးရင်ဆန်တာ Aries လေးတွေရဲ့တက်ကြွပြတ်သားတာအဲ့ဒီ character 2မျိုးပေါင်းစပ်ထားပါတယ်အားသာချက်လေးတွေကတော့စိတ်ကူးရင်စံယုံတင်မကပဲနဲ့အဲ့ဒီစိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းရှိပါတယ်သူတစ်ပါးရဲ့စိတ်ခံစားချက်ကိုနားလည်သလိုပဲကိုလည်းယုံကြည်ချက်အပြည့်ရှိကြပါတယ်အားနည်းချက်ကတော့တခါလေစိတ်ရှုပ်ထွေးတာဒေါသထွက်တာဝမ်းနည်းတာအဲ့ဒီလိုမျိုးခံစားချက်တွေပေါင်းစုံပေါ့နော်ရောထွေးနေတတ်ကြပါတယ်ဒီနေ့အမှပြပြပေးသွားတာတော့ Pisces လေးတွေရဲ့ cup ကြောင်းလေးတွေဖြစ်ပါတယ်ဖိုက်စီလေးတွေအတွက်အမကအထူးသတိပေးချင်တာကြတော့ဘောနော်အားနာတတ်တဲ့အချင်းစရိုက်လေးတွေရှိရဲဖိုက်စီလေးတွေကအဲ့အတွက်ကိုထက်သူများတကာကိုဦးစားမပေးပါနဲ့စိတ်ကူးရင်အယမ်းမဆန်ပါနဲ့လို့ပြောချင်တာပေါ့နော်လေထဲတိုက်အိမ်စောင့်နေတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့လက်တွေအယမ်းမဆန်တယ်လို့ဖြစ်သွားတယ်အဲ့တော့ကိုကစိတ်ကူးရင်တာလည်းရင်ပေါ့နော်အဲ့ဒီစိတ်ကူးကိုအကောင့်ထဲဖော်နိုင်အောင်လဲကြိုးစားပါလို့ပြောချင်ပါတယ်ရာသီကွယ်အားလုံးရဲ့ cup ကြောင်းလေးတွေပြီးသွားပါပြီပေါ့နော်ဒီဗီဒီယိုတွေ့ပြီးတော့မှတခြားရာသီကွယ်လေးတွေကကိုယ့်ရဲ့ cup ကြောင်းလေးတွေကိုသိကျင်နေဆိုလို့ရှိရင်လည်းအမှဗီဒီယိုလေးတွေကိုသွားပြီးတော့မှပြန်ကြည့်လို့ရပါတယ်။ Zori ရဲ့ sign လေးတွေနဲ့ပတ်သက်ပြီးတော့မှတခြားသောအကြောင်းအရာလေးတွေသိကျင်သေးရဆိုလို့ရှိရင်လည်းအမကို like and share follow လေးလုပ်သားပေးပါမမေ့နဲ့နော်